ရေချိုးပီဇာပြီးရင်ခန်းစည်းနားကွယ်လို့ငယ်ရွယ်သူတို့ဘာဝရင်ခုန်တန်လွတ်လွတ်လေးကိုညော်မယ်ချီစမ်းကွယ်သူဒီနေ့မနေ့ကထလှနေတယ်ဖြတ်သွားသူတွေပြောလိမ့်မယ်အယောင်အသွေးအမွှေးအထုံအလှပေတာနဲ့မှုန်တာမှန်ကုန်ကသူထလိုက်ပါပြီဟုတ်တယ်ရေချိုးပြီးတယ်ဆိုရင်ဘလို့ဖြစ်ဖြစ်ဒါဖြစ်တဲ့နဲ့နှုတ်ပြူစဲမှာအသက်သွေးပူနွေးစဲမှာရင်ခုန်တန်တန်မာစဲမှာဒါဖြစ်တဲ့နဲ့ကျမကြီးကောင်းသူတွေရေချိုးကြပါတယ်တခါရေချိုးပြီးသားတခါလှပါတယ်ဘယ်နှခါချိုးချိုးရိုးသွားမဲ့အလုပ်ဘယ်ဟုတ်လိမ့်မလဲသူတော်စင်တို့စကားတော့နားမယောင်ရလေနဲ့နှွေမှာမိုးမှာစောင်းမှာရေချိုးကြပါလေတကယ်တော့သိလားအမယုံမျက်နှာတနက်ခါလိမ့်လို့ရောနာရာရှည်ယောဂတဲ့ရေမွေးစော့မုတ်ဆူမကမူပြပါစေအတီကောင်ရေချိုးရင်လည်းအပူပါပဲရိုးသားမှုနဲ့တက်စွမ်းနိုင်တာပြုလို့ကျွန်ုပ်တို့ရေချိုးကြရအောင်အောင်ချိတ်